Hey. You feed their souls, you hold them tight. With kindness, you ignite the night. Patience, find hope in your embrace. Humanitarian heart leaves a trace. Quality reigns, diamonds and more. In your essence, we explore. Always by your side, love's gentle hue. In every moment, you stay true. Julian Asher, healer divine. Your light and love, Hello, to me, my vibration. Hello, Susanna. is clear. Okay. ပထမဆုံးอ่ะဒီ live လေးရနေပြီးတော့တို့ရဲ့ birthday သချင်းဒီ birthday song လေးလေမွေးနေ့သချင်းကိုအရင်ဆုံးရှင်းပြမယ်သချင်းလေးကိုစာသားလေးတွေကိုရှင်းပြပေးမယ်သုံးလေးကပြီးဒီ live ကို ended လုပ်မယ်ပြီးရင် Zoom meeting ကိုလုပ်မယ် Zoom meeting တိုင်းအားလုံး join ပြီးတော့မေးစရာမေးခွန်းတွေမေးပါနော်သချင်းလေးကိုတို့အရင်ဆုံးရှင်းပြတဲ့ live လေးပေါ့နော် fun လေးဖြစ်သွားအောင် relaxing လေးဖြစ်သွားအောင်လုပ်တာဖြစ်ပါတယ်လို့အားလေးလမ်းပြီးတော့အကြောင်းကြားတာပါပြောပြတာပါအဲ့တော့ဒီ live ကတော့တော်တော်လေးဖြစ်လိမ့်မယ်သချင်းလေးတွေကိုတချင်းလေးရဲ့ lyrics လေးပေါ့နော်စာသားလေးကိုရှင်းပြတာဖြစ်ပါတယ်လို့ဒီသချင်းကို UK London မှာရှိတဲ့တို့ရဲ့ director ၄ယောက်သူတို့ကတို့ရဲ့ personality ကိုသူတို့ဟိုဟာလုပ်ပြီးတော့တချင်းဆရာကိုသူတို့အပ်တယ်အစိုးရကားတွေတို့ကိုသိတယ်အတို့အရက်လန့်သွားတယ် English စာ okay တို့ဒါကိုပြောလို့တို့ဗမာတွေမချစ်လို့ပြောတာမဟုတ်ဘူး okay သူတို့ရေးထားတဲ့ lyrics တွေရဲ့ quality ကိုနားထောင်ပြီးတဲ့အခါမှာဒါတော့ဒီစကားတော့ခုနပြောမှမပြောလို့မရစောက်သေးစုမသိတတ်တဲ့ဗမာတွေနဲ့ English တွေတို့ဗမာမြင်တဲ့အမြင်နဲ့ကွာလိုက်တာဆိုတာတစ်ချက်လေးသိသွားတဲ့အချိန်မှာတို့ကောင်းထဲမှာတို့ပိုင်ဆိုင်တဲ့စီးစိမ်တွေအကုန်လုံးကိုဗြိတိရှလူမျိုးတွေစင်းရဲနေတဲ့လူတွေလှူဖို့အတွက်တို့ဆုံးဖြတ်ချက်ချလိုက်ကောစင်းရဲတဲ့ British တွေကိုလှူဖို့အတွက်တို့ပိုင်ဆိုင်တဲ့စီးစိမ်တွေကိုလူမဲဆိုတာဗမာတွေမဟုတ်ဘူးစင်းရဲတဲ့ British တွေစင်းရဲပြီးတော့ atheist ပဲဖြစ်ဖြစ်ပဲဘာသာပဲကိုယ်သူတို့တွေကိုတို့ပေးမယ်ဆိုတော့တို့ဆုံးဖြတ်ချက်ချလိုက်တယ်ဘာလို့ဆိုတော့တို့ဗမာထားတဲ့ respect ကဗမာနဲ့ English နဲ့ရှင်းလိုက်တဲ့အခါမှာဒီ lyrics တွေကိုနားထောင်လိုက်တာနဲ့အရန်กว่าတယ်ကွာဆိုတော့တို့ဆုံးဖြတ်ချက်ခါရဲချပေးလိုက်တယ်ဒါတရားပြတာနောက်တို့မွေးနေ့လက်ဆောင်ပေးတဲ့အခါမှာအဲ့ဒီစင်တို့နားထောင်တဲ့အခါမှာတို့ break down ဖြစ်ပြီးတော့ငိုတယ်ဘာဖြစ်လို့လဲဆိုတော့ angels တယောက်ကမတိရက်ပြီးတော့စာအုပ်ကိုဖွင့်ပြီးတော့တို့နာမည်ရေးထားတဲ့စာအုပ်ကိုဖွင့်ပြီးတော့ as it that angel is တို့အကြောင်းကိုပြောနေတယ်တို့မျိုးဆိုတဲ့ဟာတို့ vision နဲ့မှမြင်လိုက်တဲ့ကြောင့်မလို့တို့ break down ဖြစ်ပြီးတော့တို့ငိုခဲ့တယ်အဲ့ဒါဖြစ်ခဲ့တယ် and I was very happy about that ရေးထားတဲ့စာသားတွေအကုန်လုံးကဘာဖြစ်လို့ဗမာတွေလိုက်လို့မရတာလဲဘာလို့ဗမာတွေမမြင်တာလဲဆိုတော့မေကမမေတော့ဘာလို့မမြင်နိုင်တဲ့အုံနောက်ကဘာလို့မမြင်နိုင်တော့မေမမှာပေါ့မရဘူးဒီအုံနောက်ကဒီလောက်ပဲရတယ်ဒီအုံနောက်ဒီလောက်ပဲရတာနင်ဘာလို့မရလဲတော့မေလို့မရဘူးဒီအုံနောက်ကဒီလိုခွေးမျိုးစားကိုပဲလက်ခံနေဆိုရင်ဒီလိုခွေးမျိုးစားနဲ့ဒီလိုဖေးမျိုးစားပဲလာရဲကျွန်တော်မလားမှတ်ထားရေးစောစကား anyway ဒီတချင်းလေးကိုအခုပထမတစ်ခေါက်နားထောင်မယ်ပြီးရင်တကြောင်ချင်း lyrics လေးကိုရှင်းပြပေးမယ်လှတယ်ဒီကောင်လုံးလှတယ်ရေးမနေနဲ့အဲ့ဒါပြီး lyrics တွေကိုဖတ်ပြမယ် fan လေးပါဒီဟာလေးရုံသုံးလွှင့်လိုက်ခြင်းနဲ့ဘာလို့တို့အကယ်၍ပေါ့နော်အဲ့စကားလေးပြောရတာများပါပြီအမှန်တော့အဲ့စကားပြောတာလေကိုယ့်ရဲ့ subconscious mind ကိုပြောနေတာကဲမင်္ဂလာဆောင်ပြခဲ့ရင်မင်္ဂလာဆောင်ပြခဲ့ဒီသင်းလေးကို wedding မှာဖွင့်မယ်လို့စပြီးတော့ဒန်နေပါရှောက်တိုင်မို့ဒီသင်းလေးကို
non stop ဖွင့်ထားမှာအရှိမ I do ပြောတဲ့အချိန်လည်းဖွင့်ထားမယ် reception ပေးတဲ့အချိန်လည်းဖွင့်ထားမယ် non stop လေးဖွင့်ထားမယ်လို့စဉ်းစားတယ်သိတဲ့အခါမှာလည်းတပည့်တို့မှားမှာပေါ့နော်သူတို့အမွေရလည်းခွဲရတော့သူပါရပြီဒီတော့အမွေရပြီတော့မသွားနဲ့ငါ့ကိုဒီတချင်းကိုတင်ကနေမှဖွင့်ပေးဖို့ဆိုတော့ပြောကျူးရင်သားလာတယ်ရင်သားပါမဟုတ်တင်ပါပါလာတယ် okay ငိမ့်ငိမ့်နေ anyway တချင်းလေးကိုစာသားလေးရှင်းပြမယ် lyrics လေးအရန်ကောင်းတာပဲ I love it so much ရန်လာနေတယ်အခုမှလာတာမဟုတ်ဘူးထဲကလာတာတို့လေဒီရက်ဒီမှာဟိုတကယ်ချင်းနေလေ FaceTime နေအများကြီးစကားပြောပြတဲ့အခါမှာတို့စိတ်မကောင်းတာတွေလည်းအများကြီးဖြစ်တာပေါ့နော်ဘာလို့စိတ်မကောင်းလဲဆိုလူတွေ over တယ်လူတွေ တာပါလူတွေ over ပဲဂျူလီယာနေဘာလို့နုနေတာလဲဘလို့ဘာဖြေပေးရမှန်းမသိဘူးနေဘာလို့နုနေရလဲဆိုဘလို့ဖြေပေးရမလဲအေးပေါ့လှူလို့ပဲနှုတယ်လို့ပဲပြောအောင်ဗောနော်အလှူအကြောင်းနဲ့ပတ်သက်ပြီးတော့ live ထဲမှာပြောစရာရှိတယ်သီလားရုပ်ဗမာသာသနာမှာအဲ့အလှူနဲ့ပတ်သက်ပြီးတော့မရှိတဲ့ဟာလေအဲ့အလှူနဲ့ပတ်သက်ပြီးမိကုန်းနေပြီမနော်အဲ့ဒါပြောပြစရာရှိ anyway တရားဟောတာမဟုတ်ဘူးဒါအရင်ဦးဆုံးဒီတချင်းစာသားလေးတွေ live လေးတွေလွှင့်ပြီးတော့တချင်းစာသားလေးပြပြစာသားလေးတွေကိုရှင်းပြကြတယ်လို့ဒီတချင်းကိုဒီ director လေးယောက်က UK မှာရှိတဲ့ director လေးယောက်ကအဆိုတော့အပ်တယ် copyright နဲ့အပ်တာဒါ copyright ပါတယ်နော်တို့ခွင့်ပြုချက်ရမှလုပ်လို့ရတယ်တို့ပဲကင်ထားတာ copyright ကဘယ်သူမှလုပ်လို့မရဘူးတို့ခွင့်ပေးရင်အကောင်လုပ်လို့ရတယ်တို့ကကင်ထားတာ lyrics ဆိုလည်း copyright ကင်ထားတယ်တီးလုံးကိုလည်း copyright ကင်ထားတယ်တို့ဟုံးဆက်ပြီးတော့မေးတယ်အဲ့အဆိုတော့သိကြလို့ဆိုမပြောဘူးတဲ့ဒါပေမဲ့အဲ့အဆိုတော့နေဝဝရှင်နေရဲ့ personality အကုန်လုံးကို48နာရီ he learned about me တို့ကိုသူကောင်းကောင်း personality ကြည့်တယ်ပြီးတော့ဒီ director တွေပြထားတဲ့တို့ရဲ့ဟိုပါပေါ့နော်တို့ရဲ့ personality ကိုသူတို့အဲ့ဒီတေးစရာကြည့်တယ်တေးစရာရေးတယ်ဒါပေမဲ့ဆိုရဲအဆိုတော့ကဘာတူလဲဆိုတော့တို့မပြောဘူးဒါပေမဲ့ဆိုရဲအဆိုတော့တို့ဘောတက်ကြည့်ပြီးတော့ဘာလို့သွားကြည့်လဲဆိုတော့ဓာတ်ပုံတွေကိုကြည့်တာတဲ့တို့ရဲ့ဓာတ်ပုံတွေကိုကြည့်ပြီးတော့တို့ရဲ့ personality ကိုသူဆိုရတဲ့အချိန်မှာလေတို့တေးစရာကိုလည်းရန်ကျေးဇူးတင်တယ် songwriter ကိုလည်းကျေးဇူးတင်တယ်ဆိုပေးတဲ့အဆိုတော့ singer ကိုလည်းကျေးဇူးတင်တယ်ဘာဖြစ်လို့လဲဆိုတော့သူဆိုတဲ့အချိန်မှာလေ oh my god သူအတန်လေးငြိမ်ပြီးတော့လေကောင်းကင်တမန်တယောက်ကမတ်တရက်ပြီးတော့လေဂျူလီယန်ဆိုတဲ့စာအုပ်ကိုဖွင့်ပြီးတော့ဂျူလီယန်အကြောင်းပြောနေတယ်ဆိုတဲ့အတိုင်းပဲငြိမ်ပြီးထွက်လာတယ် and he's a very professional vocalist ဘာဖြစ်လို့လဲဆိုအတန်လေးတွေဆွဲသွားတဲ့ဟာလေးတင်သွားတဲ့ဟာလေးရှော့သွားတဲ့ဟာလေးအဖျားလေးခတ်သွားတာလေး note ကိုမှန်အောင်ဖမ်းလိုက်တာလေးအဲ့ဒါလေးကိုပြပြမယ်မင်းတို့သင်သားထားပြီးမသိမှာဆိုလို့အဲ့ဒါလေးပြပြပေးမယ်ဆိုတော့ဒီ live လေးကဒီသချင်းလေးနဲ့ပတ်သက်ပြီးတော့ပြောရတဲ့ live လေးဖြစ်ပါတယ်ပေါ့နော်တို့မွေးနေ့မှာတော့ဒါလေးတို့ in terms of appreciation to သူတို့ဈေးတော်ကြီးရတာပေးလိုက်ရတာကျေးဇူးတင်တဲ့အနေနဲ့တို့ကပြန်ပြီးတော့ live လေးလုပ်ပြဖြစ်ပါတယ် and then another thing ကဆိုတော့လေတို့ကျေးဇူးအများကြီးတင်ပါတယ် I don't know သူတို့မပြောဒါပေမဲ့အဲ့တယောက်ကတို့ရဲ့ဓာတ်ပုံတွေအကုန်မြင်ပြီးပြီတဲ့ English ပဲ songwriter ရေးတဲ့လူလည်းတို့ကျေးဇူးတကယ်တင်ပါတယ် I'm totally like shocked တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်လို့ဒါလမ်းမျိုးပြပြဖြစ်ပါတယ်ဆိုတော့သင်းလေးကို3-4ခေါက်လောက်ဖွင့်ပေးပဲပထမတစ်ခေါက်ကတော့အစားအဆုံးလေးနားထောင်ပေါ့နော်အစားအဆုံးနားထောင်ရင်တို့လမ်းကြည့်တို့အဲ့ဒီမှာသူဆိုနေတဲ့အချိန်မှာတို့လက်ကလေးနဲ့ပြပါမယ်ဘယ်လိုနေရာမှာဘာယူရလဲဆိုတာတို့ရဲ့ညနာ expression ကိုကြည့် music ကိုနားလေလူတယောက်အနေနဲ့တို့ရှင်းပြပေးသွားမယ် and then သူဆိုတဲ့တုံးကလေစတာထွက်လိုက်တဲ့အစတုံးတဲ့အချိန်မှာလေဟို Mariah Carey တို့လိုမျိုးအဲ့လိုလေအတန်အားကောင်းနေဆိုရင်ဖာ topic မပါ that's အားကောင်းလိုက်တာမှကောင်းတာမဟုတ်ဘူးသိလားတိုးလေးပြောပြီးအထဲကိုထိတာဟောတာပြ sex ကတော့ပါတော့မပါလို့မြ okay H2 ပေါ့ HPV တို့ပေါ့ဒါကတော့ဟဲဘဲတွေနဲ့အိမ်နေတဲ့လူတွေဆိုတော့မေးရမှာမမေးလို့မရဘူးယောက်ျားတွေနဲ့ sex လုပ်တဲ့ခါမှာမိန်းမတွေကဆက်အော်ပေးယောက်ျားတွေကအရန်ဖင်တအားလှုပ်ချင်စိတ်ဖြစ်တယ်ဆိုတော့အဲ့ဒါနွားတွေအဲ့ဒါလှိုင်းသားရမီးခွက်စီရဟာတွေသိလားမိန်းမကိုယောက်ျား sex လုပ်နေတဲ့အချိန်မှာမိန်းမတအားအော်ပေးယောက်ျားပိုလှုပ်ချင်တယ်ဆိုတာလေစောင်ရမ်း sex လုပ်တာနေနဲ့ယောက်ျားတွေအဲ့လိုစဉ်းစားတယ် sex လုပ်နေတဲ့အချိန်မှာတိုးလေးနားရောပြောလိုက်တဲ့အတန်လေးတစ်ခုကအဲ့ယောက်ျားတစ်ခုလုံးကိုဆွဲနိုင်နေဆိုတာမပါပါလာမသိဘူးနဲ့ Scorpio လာမကြိုင်းနဲ့ okay ဒီအောင်မျိုးပြတာဆိုတော့မိမနဲ့ယောက်ျား sex လုပ်ရင်မိမဆက်အော်ယောက်ျားဖင်တက်လုပ်တယ်ဆိုတာအဲ့ဒါနွားပွဲစားလို့ခေါ်တယ်အင်းပွဲစားကားပွဲစားနွားပွဲစားဖပွဲစားအဲ့လိုအောင်တော့တယ်အဲ့မျိုးနဲ့တော့လုံးမလုပ်ဘူး
sex လုပ်နေတဲ့အချိန်မှာတော်လေးနာကိုပြောလိုက်တဲ့စကားတစ်ခုကအဲ့ယောက်ျားအသေးကျွေးဟာမှာအဲ့ဒါ Julian Class အဲ့ class ကိုမှီဖို့အတွက်အများကြီးနဲ့ဖိနေတော့လုပ်လိုက်အောင်လေ့ကျင့်လိုက်အောင်ပြီးမှရောက်လာခဲ့ဒါပေမဲ့တို့ဟာရှင်ပတ်သက်မှာမဟုတ်စပြက်နေဟိုင်ကိုင် anyway fun နေပြောရတာ okay let's start the thing ကိုစရအောင်နော်သင်လေးကိုဖွင့်ပေးမယ်တို့မျက်နှာ expression ကိုကြည့် the thing lyrics လေးကိုတို့ဟိုမှာတင်ထားတယ်ကြည့်လို့ရရင်ကြည့်ပေးပါဒါက the thing live လေးပေါ့နော်ပြီးရင်ဒီ live ကိုချမယ် zoom meeting ကိုလုပ်မယ်အဲ့တိုင်းမေးခွန်းတွေအကုန်လုံးမေးလို့ရပါတယ်ဒါသင်းကိုကျေးဇူးတင်တဲ့အနေနဲ့လုပ်ပေးရဖြစ်ပါတယ် whoever sang the song I really appreciate you ညံကျေးဇူးတင်ပါတယ်ဒီမှာလူနားလဲမှာမဟုတ်ဘူး translator ခေါ်ပြီးတော့လုပ်ပြီးတော့နားထောင်ကြည့်လိုက်အဲ့မဲ့ you so what I am right there the care you really hit me စနားထောင်ရအောင်နော်ဆရာရန်ချောနေတယ်အမြင်နေတိုင်းချောတာခုမှမဟုတ်ဘူး When you smile, the world feels bright. Lavender streets, soft as night. Empathic heart, pure and true. In your glow, all shadows flew. From London streets to skies above, you travel far, spreading love with faith in God. You find your way in every heart. Your spirit stays. Julian Asher, healer divine. Your light and love always shine. Vibrations rise when you're near. In your presence, all is clear. You feed the souls, you hold them tight. With kindness, you ignite the night. Patience find hope in your embrace. Humanitarian heart leaves a trace. Quality reigns, diamonds and more. In your essence, we explore. Always by your side, love's gentle hue. In every moment, you stay true. Julian Asher, healer မြင် divine. လားဆိုရတာ Your သူဆိုရတာပြောတာ always shine. Vibrations rise when you're near. In your presence, ဒီဌာနတောင် all is clear. အပီးပါနားထောင်ဒီလုံးဂီတာနဲ့ပြီးတာဒီဌာနတောင်နော်မိုင်နာလေးနဲ့ဆုံးသွားတယ် See that? So yeah, ထိတာအဲ့ပါအဆုံးမှာဂီတာလေးတန်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 အဲ့တန်နာမှာမိုင်နာနဲ့တန်သွားတာနော်မိုင်နာအဆုံးလေးနဲ့ဆုံးသွားတာတွေ့နော် Okay အဲ့မှာသူပထမဆုံးသူရေးတဲ့ပထမဆုံးစာကြောင်းကပထမဆုံးစာကြောင်းနဲ့နောက်ဆုံးစာကြောင်းပြရပထမဆုံးစာကြောင်းက lyrics နော် lyrics ဆိုပြရ When you smile the world feels bright အဲ့ဒီမှာထိတာတို့ပြုံးလိုက်ရင်တခါလုံးလင်းသွားတယ်လို့ပြောဘူးလားပထမဦးဆုံးအဲ့စကားကိုပြောတာလေ New York မှာ English ပဲဒီ lyrics ထဲမှာအဲ့ English ကတရားအခုဒီ lyrics ထဲမှာလေတို့အရန် shock ဖြစ်တယ်နော်ဆိုတော့ English ရဲ့ mindset up ကိုပြပြတာသူတို့မြင်တဲ့အမြင်ပမာလာမထင်နဲ့မှောက်ရလိမ့်မယ်ပထမဆုံး lyrics တချင်းရဲ့ the first sentence of the song's lyrics are when you smile the world feels
bright အဲ့ဒီမှာဆရာသေချာကြည့်လိုက်တော့ဆရာပြောင်းလိုက်တဲ့အခါမှာ the world feels happy လို့သူမပြော the world feels bright vibration သူပြောသွားတာ bright ဆိုတဲ့စကားလုံးက vibration ပြောတာလင်းလက်တောက်ပပြီးလင်းထိန်သွားတယ်ဆိုတာကိုပြောတာ happy ဆိုရအောင်သူပြော bright လင်းသွားတယ်ဆိုသူ vibration ကိုသုံးသွားတာစာကြောင်းလေးရှင်းပြမယ်နော် lavender streaks soft as night bright လို့သူပြောပြီးတဲ့ခါကျတော့ night နဲ့ bright နဲ့ night နဲ့သူလားကာယညီတဲ့စကားလုံးမြင်နေဟုတ်တေးစာရေးသုံးတာ the world feels bright soft at night you see that bright night အဲ့လိုစကားလုံးနဲ့သူတို့တောင်းတယ် so lavender streaks soft at night so lavender တည်းဟုတ် lavender ပန်းနေလို့ပဲညမှာညောက်တခါလေးပျော့သွားစီဆိုရင်ညပိုင်းနေမှာ stress ရတဲ့ရေချိုးရေ lavender shower gel နဲ့ရှိုးရဟုတ် lavender shower gel နဲ့ချိုးတဲ့အခါကျရင်အိတ်လိုကောင်းတယ်အိတ်ပျော်တယ်တက်နေတဲ့ tension တွေကပြုတ်ကျသွားတယ်အသားရနူးညံ့ပြီး soft ဖြစ်သွားတယ်သူတို့ lavender ကြိုက်တာလေဘလို့သိလဲဆိုတော့ရှာတာအဲ့ဒုတိယစာကြောင်းမှာ lavender streaks lyrics ပြီးတော့တက်ကြည့်လိုက် lavender streaks soft as night ဆို second စာကြောင်းမှာတို့ lavender ကိုကြိုက်တာဆိုတို့ငါ lavender ကိုကြိုက်တာဘလို့သူသိလဲပေါ့နော်ပြန်ဆိုတို့ Facebook ကိုတက်လိုက်တော့တို့ရဲ့ bio section မှာလေရေးထားတဲ့ lavender streak ဆိုတဲ့စာကြောင်းသူယူတာတော်တယ်နော် English တွေဟာတကယ်လင်းအောင်တော်လို့ရတယ်တော်တာအပြီးတော့ပြောလဲဆို empathic heart pure and true empathy ရဲ့ heart ကလုံးဝ pure လုံးဝ true သူတို့ကိုပိန်းနေသွားတဲ့သူတို့အဲ့ဒီပိန်းတွေကိုခံနိုင်တယ် narcissist ကိုပိန်းနေတဲ့ narcissist ကပိန်းမခံနိုင်ဘာဆောက်တမ်းမှုမှမရှိဘူး empathy က same ပိန်းကိုခံနိုင်တယ်ဘာလို့ဆိုသူတို့ heart ကအရန် pure ဖြစ်လို့ခံနိုင်တာအဲ့ဒါကိုသူပြောတာသီလား empath heart pure and true ဆိုတာအဲ့ဒါကိုပြောတာတကယ်တမိုးရှိတဲ့နှလုံးသားဆိုတာကိုသူပြောသွားတာတမိုးရှိတဲ့နှလုံးသားက narcissist နှလုံးသားမှုတာ narcissist နဲ့ empath က polar opposite တယ်လေ narcissist က empath ကိုအရင်မုန်းတာ narcissist ရဲ့နှလုံးသားမဖြူစောက်ကျင်ပုတ်ကြီး okay ဆိုသူ့ရဲ့နှလုံးသားစောက်တံပိုးမရှိဘူးဒါပေမဲ့ empath ရဲ့နှလုံးသားတံပိုးရှိတယ်ဆရာကိုသူတို့ empath လို့ပြောသွားတာ and then သူပါဆက်ရေးလဲဆို in your glow တဲ့ all shadows flew နေလင်းလိုက်ပြီဆိုရင်တဲ့ all shadows ကိုမကောင်းတဲ့ dark forces ကိုလာထွက်ပြေးကုန်ပါတယ်အဲ့ဒါနဲ့လေပထမခုနပြောတဲ့အဲ့အပေါ်မှာရှိတဲ့စာကြောင်း empath heart pure and true နဲ့ link သွားတယ်ဆရာကို narcissist ရဲ့အရန်မုန်းတယ်ဗမာသာသနာရဲ့အရန်မုန်းတယ် narcissist ရဲ့အရန်မုန်းတယ်ဘာဖြစ်လို့မုန်းလဲဒီလား secret နော်အဲ့ဒါ English တွေသိရသေးလားဘာလို့မုန်းလဲဒီလားဆရာအထဲမှာရှိတဲ့ empath အထဲမှာရှိတဲ့ light က narcissist အထဲမှာရှိတဲ့ demon ကလုံးဝမခံနိုင်အဲ့ဒါကြောင့်မုန်းတာ narcissist ရဲ့ဆရာကိုစိတ်ဆင်းရဲစေခြင်းနဲ့ငွေကြေးဆုံးစေခြင်းနဲ့ဆရာနာမည်ကြီးတာကိုသူတို့မကြိုက်ဘူးဘာဖြစ်လို့လဲဆိုဆရာအထဲမှာရှိတဲ့ light the light inside of me အဲ့ဒီအထဲမှာရှိတဲ့ light ကို narcissist ထဲမှာရှိတဲ့ demons ကအယမ်းမုန်းတာမခံနိုင်ဘူးစက်ထားတော့ point နေအဲ့ဒါကိုသူရေးသွားတာ lyrics ထဲမှာ you travel from London streets to skies above တဲ့ London မြို့မှာရှိတဲ့လမ်းတွေကနေပြီးတော့တဲ့သူများဆောက်ခဲ့တဲ့နေရာတွေပေါ့အဲ့နေရာကနေပြီးတော့ sky ဆိုမိုးကောင်းငင်ထီကိုနေတက်သွားတယ်တဲ့ and then you travel far နေခီးတွေအများကြီးသွားတယ်တဲ့သွားတဲ့ခါမှာနေပါလို့သွားလေspreading love တဲ့နေမေတ္တာတရားကိုနေဖြန့်သွားနေလူတွေကိုခွင့်လွှတ်ပေးသွားတယ်နေမေတ္တာတရားတွေနေဖြစ်သွားအရှမ်းတော်တယ်နော်ဗမာတယောက်ရဲ့စောက်ပေါက်ကလေလို့ထွက်လာတာသိလို့စင်တာမယ်တို့သေးပြီးအယိုးဆွေးပြီးအလောင်းနာပေါ်မှာမယ်ထွက်လာမှာမအောင်ခွက်တွေပါမလားဆိုသိပြီအုံနောက်ကအလောက်မလားဆိုတော့ဘာလို့သွားမှန်းလို့ရမှာလဲဒီအုံနောက်ကဒီလောက်မှမလားတာသွားမှန်းနေနေယူနေလို့ပဲ why are you expecting those sort of quality from ဆောက်တော့ကြတဲ့အုံနောက်တွေစီကနေဆောက်ခြင်းကကောင်းတာမဟုတ်အခွက်တွေမှာကောင်းပေါ်တယ်နောက်တစ်ပိုင်ရေးထားလဲဆိုရင် with faith in God ဖခင်ပေါ်မှာယုံတဲ့ဟာနဲ့ you find your way ဝါလွတ်လန်းဘလို့ရှာမလဲဆိုဖခင်နဲ့ရှာတယ်ဆိုပြောရတာထွမြောက်လန်းဖခင်နဲ့ရှာတယ်လို့ပြောရတာနော်ရန်တော်တယ်ထိတလာမင်းဒီချောင်းနဲ့ပဲထွမြောက်လန်းနေကုန်လုံးကိုဖခင်သခင်နဲ့နေရှာသွားတယ်ဆိုသူပြောရတာin every heart နှလုံးသားတွေလူတွေအားလုံးရဲ့နှလုံးသားတွေတိုင်းမှာတဲ့ your spirit stays ဟာအဲ့ဒါအထီးဆုံးပဲလူတွေအားလုံးရဲ့နှလုံးသားထဲမှာတဲ့မင်းရဲ့ spirit ကရှိတယ်အားလုံးဆရာမှတ်မိနေတာကောင်းတဲ့လူတွေကောင်းတဲ့လူတွေအကုန်မှတ်မိနေဆိုသူပြောသွားတာ English တွေကပြောတယ်နော် English တွေကဘာပြောလဲ Julian နဲ့နေအားလုံးရဲ့ရင်ထဲမှာရှိတယ်
နင်း spirit ရှိတယ်နင်း light ကရှိတယ်လူရဲ့ရင်ထဲမှာ Julian Asher the chorus Julian Asher healer divine အရင်ကောင်းတော့ Julian Asher healer divine သူသုံးပါတယ်ကျွန်တော်တွေ့လား Julian Asher healer divine your light and love always shine အမြဲတမ်းနေအလင်းနဲ့မေတ္တာအမြဲတမ်းလင်းလက်နေတယ် vibration rise နေအမြဲတမ်း vibration တင်တယ် when you are near တွေ့လားလူတွေဆရာနာကိုကတ်လာပြီဆိုရင်ဆရာ vibration တင်လိုက်တာကို English တည်တယ် in your presence နေနောက်ရောက်လာတဲ့ခါမှာတဲ့ all is clear wow နေနောက်ရောက်လာတဲ့ခါမှာ all is clear ဆိုတာလေအရန် confused တွေဖြစ်ပြီးရှုပ်ချက်ခတ်နေတာရဆရာနောက်ရောက်လာလေငြိမ်ရောက်ရက်တွေခတ်ပြီးတော့လေဟာဒုံနိုင်အိုးတွေခွက်တွေပြုတ်ကြဟာ live တရားလဲကရုတ်ကမဖြစ်ချင်တာတွေဖြစ်ရောက်ရက်တွေခတ်နေလူတယောက်ကဆရာနောက်ရောက်လာလေငြိမ်ဗမာရီမသိဘူး English တွေသိရနော်အော် you feed the souls လူတွေရဲ့ souls တွေကိုနေအစာကျွေးတယ် you hold them tight နှွေးထွေးစွာပွေ့ဖွက်ထားတယ်ကောင်းလိုက်တာနော် with kindness ကျင်နာတရားမှုနဲ့ you ignite the night ညကိုလင်းလက်စေတယ်နေနဲ့စကားပြောပြီးလူတွေကလေစိတ်ချပြီးလိတ်ချပြီးအိတ်သွားကြတဲ့ကောင်လို့သူပြောတာ patient ဆရာကြီး cancer patient စေလူနာတွေ find hope in your embrace နေရောက်လာပြီးသူတို့စကားပြောလိုက်တဲ့ခါကျရင်လူနာတွေမှာ hope မျှော်လင့်ခြင်းရောင်ကြည်သားနေဟာအဲ့ဒါရကြီးဟာအဲ့ဒါရ fucking ကြီးသူတို့သိတယ် they know who I am ဘယ်သူမသိတာလဲသိလားစောက်ပမာတွေမသိတာကောင်းတယ်အရန်ဂျင်းနေတာပြောမနေနဲ့အရန်ဂျင်းနေတာဂျူလီယန်ဘယ်သူလဲဆိုတော့တိသွားတဲ့တိုင်းဟာကိုမားပါပြီကိုနောက်ချောင်းပါပြီမောင်မားပါပြီမောင်နောက်ချောင်းပါမရီမားပါပြီ it's fucking too late there is no second chance just go and fuck off humanitarian heart leaves a trace နီးမှရှိတဲ့လူသားချင်းစာနာတဲ့နှလုံးသားကတဲ့你现在你晓得干嘛？那么其他人讲给他，哎，刘大真正啥拿的，所以其他人讲给他。Quality rings， 你还没人 quality 呗 ？Diamonds and more， 你 quality 好不好上？你 diamonds 呀，你拿表啦呗，啥那表话啦。In your essence， 你也那你也每个那你也个人也那你也 character 讲的一下个。In your essence, we explore ငါတို့တွေကိုပို့ပြီးတော့နင့်ကိုသိစေချင်တယ်နင့်ကိုပို့ပြီးနားလဲစေတယ် Puppies by your side ဆရာမခွေးနှကောင်ရှိတယ်ဆိုတာ English တွေကရေးသွားတယ်တွေ့လား Puppies by your side စလင်းနဲ့လူလူရှိတာ English က appreciation လောက်သွားတယ်ဗမာစလင်းနဲ့လူလူစ appreciation လောက်ဟုတ်လား Just full of shit you really like that mind and map မြများပေါင်း you စခွက်တယ်လဲ full of shit တွေထွက်လာ Julian Asher healer divine နဲ့ chorus တွေပြန်ဆိုရင် your light and love always shine light နဲ့ love နဲ့သူတွဲပြီးပြောရနော် always shine နဲ့ဆရာနှစ်ခုတွဲပြီး shine လုပ်တာသူတို့သိတယ်ဆိုပြောတာ vibration rise when you are နေငါတို့နာကိုကတ်လာရင်ငါတို့ရဲ့မှာရှိတဲ့ vibration တွေမှာမြင့်ကုန်တယ် which is vibration မြင့်နေဆိုတာ energy ပြောင်းကုန်တာ thinking တွေပြောင်းကုန်တာအဲ့ဒါအမြဲပဲဆရာကလေဟိုဘာစကားနဲ့ပြောမယ်ဆို bump ကားမောင်းနေတယ်မလား bump ဆိုတော့ဂုံလေတည်ဟုတ် bump အရှင်ကို short ဖို့အတွက်ဂုံတိုက်တယ်ဟုတ်ဂုံလေးရှိတယ်ဟုတ်ကားလမ်းမတွေမှာဂုံလောက်ထားတယ်ဟုတ်အရှင်ကို short ဆရာ bump မင်းဆရာနဲ့တွေ့လိုက်လေလူတွေအကုန်လုံး direction ပြောင်းသွားဆောက်ကျေးဇူးမတင်ငါတို့မားနေတယ်ဂျူနီယာလှုပ်ပြီးလို့ငါတို့မှန်တဲ့လမ်းပေါ်ရောက်သွားတယ်ဆိုတော့ကျေးဇူးတင်ဖို့ဆောက်ကောင်ကအလုပ်ကိုမလုပ်ဘူးပေါင်သားတွေကခွေးရလည်းအလုပ်မလုပ်ဘူးအုံနောက်ကလည်းအလုပ်မလုပ်ဘူးကျေးဇူးတရားမတင်တတ်တဲ့လူတွေကအဲ့တိုင်းပဲကျေးဇူးတရားမတင်တတ်တော်သူများသည်မြများခြင်းစာအုပ်နောက်လည်းလုံးမလုပ်ဘူးပေါင်ကြားရဲ့လိန်ငါးစားလည်း function မလားမှတ်ထားရစောကနောက်ဆုံးမှသူပါရေးထားလဲ in your presence all is clear သူစချင်းရေးတဲ့စကားလုံးနဲ့စာချောင်းနဲ့နောက်ဆုံးပြည့်စာချောင်းပြပြမယ်စချင်းစာချောင်းမှာ when you smile the world feels bright in your presence နောက်ဆုံးစာချောင်းဟာ in your presence all is clear energy ရှင်းထုတ်တယ်ဆိုတော့သူသိတယ်လို့ပြောသွားတာ appreciation ကဘယ်သူရှာလာတာလဲ
English တွေနဲ့ရှင်းရနေလာတာကဲသချင်းလေးကိုဆရာ pause လုပ်ပြီးတော့နားထောင်မယ်ဒီတစ်ခါပြီးနောက်ဆုံးအစဆုံးတစ်ခါဆရာနဲ့ဆိုမယ်ပြီးဆရာတွေကလည်းရိုက်ပြင်မယ်နော်နားထောင်နော် pause လုပ်ပြီးရှင်းပြပေးပါမယ်လား When you smile, the world feels bright. When you smile အဲ့ smile မှာသူခေါ်လောက်တော့တွေ့လားသူ့အတန်သင်ချာနားထောင် Lavender streaks, soft as night. Stop has night အဲ့ S ကိုလေ has night အဲ့မှာယူရတာမြင်လားပြန်နားထောင်နော်ပြီးတဲ့ချင်းရှင်းပြပေးသွားမယ်နော် one run through Empathic heart, pure and true. empathic heart အဲ့ pet မှာသူယူရမြင်လားကြားလိုက်လား In your glow, all shadows flew လို့တော့ flew you hear that flew from London streets to skies above. skies above လို့ပြော skies above လို့ပြော skies above You travel far, spreading love. you see that spreading high pitch လေးဆိုရအောင်မြင်လား With faith in God, you find your way in every heart. Your spirit stays. stay Julian Asher, healer divine. healer divine four notes healer divine see that Your light and love always shine bright. shine အဲ့ shine မှာတွတ်သွားတာမြင်လား Nations rise when you're near in your presence. All is clear. oh my ဆွဲထားပြီးတော့ is clear ချိန်သွားတာ You feed the soul, you hold them tight. နားထောင်တော့နော်ရှင်းပြပြီးဆိုပြီးတော့ရနေပြီ Yes, you တွတ်သွားတာလေးနားထောင် hide the night. Patience find hope in your embrace. Humanitarian heart leaves a trace. Quality reigns, diamonds and more. In your essence, we explore. Puppies by your side. I love that little Kai what do you do in your essence we explore puppies by your side အဲ့နောက်တစ်ချောင်းခုန်ခံနေရော in your essence နဲ့နောက်တစ်ချောင်းခုန်ခံနေကြတယ်မှာ puppies by your side စလီနဲ့လူလူ puppies by your side ကို bridge လုပ်ပြီးတော့ခုန်လိုက်တာဗမာတော့လေအတန်အလုံးအားကောင်းနေအလုံးအားကောင်းလို့အခုံးအားကောင်းလို့မပါဘူးအတန်အလုံးအိုးကြီးတယ်လို့အားကောင်းတယ်အဲ့ဒီ floor တွေမဟုတ်ဘူးအဲ့ဒါကမော်ရ Love's tends to you in every moment. You stay true, Julian Asher, healer divine. Your light and love always shine. Vibrations rise when you're near in your presence. All is clear. Dum cha dum dum cha dum cha dum dum cha လူမရှိရအောင်ပါအပီးလေးကိုနားထောင်နော်
hear that ding 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 pat ding ding กีตาร์ဒီကွာနော် ding 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 ဖြတ်ဆိုกีตาร์တစ်ချက်ရလိုက်တာဖြတ် ding ဆိုပြလိုက်တာအဆုံးလေးစင်တာနော်ဟာလေဒါနော်အဆုံးနာတာဒုံချက်ဒုံဒုံချက် You see that? Oh my god! Okay, do the house of Yama be terrible, no? Do you like some Rilla? When you smile, the world feels bright. The lavender streaks soft as night, and bathing heart, pure and true. In your glow, the shadows flew from London streets. Travel far, spreading love with faith in God. You find your way in every heart. In every heart, your spirit stays. Julian, healer divine, your light and God always shine. Vibrations rise in your presence. All is clear. In your presence, all is clear. You feed the soul, you hold them tight. With kindness, you ignite the night. Patience find hope in your embrace. Humanitarian heart. See that? Don't know how. Diamonds and more. In your essence, we explore. See that? Puppies by your side. In every moment, you stay true. Julian Asher, healer divine, your love always shine. Vibrations rise when you're near. In your presence, all is clear. Cha cha, doom cha, doom doom cha, doom cha, doom doom cha. Lily. ဒီပါမလိုက်တဲ့ပါမလားကဲလိုက်တဲ့ပါဆိုတော့ပြီးတော့မလားဆောင်နော်ဒီရန်စင်တဲ့ live ပြောပြလိုက်တာဒီ live လေးလောက်ပါပဲ Zoom meeting မှာအားလုံးတွေ့ပြီနော်ခဏလေးနေ Zoom meeting နဲ့တက်ခဲ့ပြီ Thank you ပါ